အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Sparrow ဖြစ်ပါတယ်ကျွန်တော်တို့ Hayabusa Hero ကို reverse လုပ်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဒီ time limited Hayabusa Epic Skin တို့ကဘယ်လောက်ထိ effect တွေ short ချခံရပြီးဘယ်လိုအဆင်ပြေဖြစ်တယ်ဆိုတော့ပြပြပေးသွားမှာဖြစ်ပါတယ် let's go ဒီဗီဒီယိုကဆိုလို့ရှိရင် Hayabusa player စစ်တင်ရဖြစ်တယ်ဆိုလို့ရှိရင်ဒီဗီဒီယိုဟာတင့်အတွက်အရင်နှင်းခံစားချက်နဲ့ထပ်တူကြမယ်လို့ကျွန်တော်မျှော်လင့်နေ။ဘာကြောင့်လဲဆိုတော့ Hayabusa Epic Skin ဟာတစ်ချိန်ကအရန်ကိုလှပခဲ့ပြီးတန်းဝင်တဲ့လူတိုင်းလိုချင်ခဲ့တဲ့ skin တခုဖြစ်မယ်ဆိုရင်ကျွန်တော်ပြောတာမလွန်ဘူးလို့ကျွန်တော်ထင်ပါတယ်။တင်ရ MMB player တယောက်ဖြစ်တယ်ဆိုလို့ရှိရင်ဒီ skin တစ်ခုကိုတော့ပိုင်ဆိုင်ခြင်းလိမ့်မယ်လို့တော့ကျွန်တော်ကတော့ထင်မိပါတယ်အရန်လှတဲ့ effect တွေနဲ့စောက်ရမ်းမိုက်ခဲ့တဲ့ Hayabusa skin ကဘယ်ချိန်မှစပြီးပြောင်းလဲခဲ့တဲ့ဆိုတာကိုခုပြပြမှာဖြစ်ပါတယ်ကျွန်တော်တို့2021စက်တင်ဘာလမှာ Next Project ဆိုပြီးတော့ကျွန်တော် hero တွေကိုနှစ်တိုင်း reference လုပ်နေတဲ့ Mobile Legends ရဲ့ဒီကျွန်တော်တို့ event တစ်ခုဖြစ်တဲ့ဒီ Next Project ပေါ့နော် Next Project မှာကျွန်တော်တို့ဒီ hero တွေကိုသူပုံစံတွေပြောင်းနေပို့ပြီးတော့ကျန်းအောင်လုပ်တဲ့ပုံစံမျိုးလဲတချို့ဟာတွေလည်းအဆင်ပြေတာရှိတယ်လို့တချို့ဟာတွေကြောက်လဲကျွန်တော်တို့အဆင်မပြေတာတွေရှိခဲ့ရပါတော့အဲ့ထဲမှာအဆင်မပြေတာတော့ Hayabusa ပေါ့ဒီကျွန်တော်တို့ဒီ၄កောင်ပေါ့နော်ကျွန်တော် reverse လုပ်မယ်ဆိုပြီးတော့စပြီးလုပ်တယ် Lancelot လည်းအဆင်ပြေတယ် Kakura လည်းအဆင်ပြေတယ်ကျွန်တော်ကျန်တဲ့ hero တွေအကုန်အဆင်ပြေခဲ့ပြီမယ်ကျွန်တော်တို့ Hayabusa က hero reverse နဲ့အချိန်မှာ hero reverse တာနဲ့မဟုတ်ပဲကျွန်တော်တို့ဒီရှိနေတဲ့ skin တွေပါအကုန်လုံး effect တွေကိုထိခိုက်သွားတဲ့အထိဖြစ်ပေါ်သွားပါတယ်အရင်ကဆိုလို့ရှိရင်လည်းကျွန်တော် annual starlight ဆိုလည်းအရန်လှတယ်ဒီ Hayabusa Epic Skin ဟာဆိုလို့ရှိရင်လည်းကျွန်တော်တို့အရန်လှနေတဲ့အချိန်မှာကျွန်တော်ဒီလိုမျိုး hero ကို reverse လုပ်လိုက်တဲ့အချိန်မှာကျွန်တော်လေးကိုနှံ့သွားပါတယ်ကျွန်တော်တို့ဒီ hero skin ဒီ skin ကိုပေါ့နော်ဒီ skin ကိုစပြီးတော့တည်လာတာကျွန်တော်ခိန်းနားနေတဲ့အချိန်မှာကျွန်တော် M1 မှာကျွန်တော် AC ပြန်ကင်တဲ့ Hayabusa ကင်သွားတဲ့အချိန်မှာကျွန်တော် M1 ကိုကြည့်နေစဉ်တုန်းမှာဒီ skin ထွက်မှန်းတော့ကျွန်တော်မသိပါဘူးအဲ့မှာကျွန်တော်တို့ဒီ skin ဟာတော်တော်လေးလှတယ်ဆိုတာကိုတွေးလိုက်ရတယ်ပြီးတော့ကျွန်တော်တို့ဒီ Ace ကလည်း performance ကောင်းတဲ့ player တယောက်ဖြစ်တာနဲ့ဒီ skin နဲ့အချိန်ကင်လိုက်တဲ့အချိန်မှာပေါ့နော်တော်တော်လေးကိုမိုက်တဲ့ခံစားမှုမျိုးကိုကျွန်တော်ခံစားရတဲ့အချိန်မှာကျွန်တော်ဒီ skin ကိုစောင်းရမ်းမိုက်ကြိုက်သွားပါတယ်ပြီးတော့ကျွန်တော်ဒီနောက်တဲ့ player တူဆိုရင် M1 မှာကျွန်တော်ဇင်းရဲ့ Hayabusa ကိုအရန်ကြိုက်ပါတယ်အဲ့မှာလည်း annual starlight ကအရန်လှရတယ်ဗျာကျွန်တော်စက်ကြဒီအပြားလိုက်ကြီးထုတ်ပြီးသုံးတဲ့အချိန်မှာကျွန်တော်တို့ဒီ player ရဲ့လက်မြန်မှုနဲ့ဆိုရှင်ရုပ်သွားတဲ့အချိန်မှာဒီစက်ကြတွေနောက်ကနေလိုက်သွားတဲ့ feeling ကလုံးဝ Hayabusa player တယောက်ရဲ့ခံစားချက်ကစောက်ရမ်းမိုက်တဲ့ဒီ move ကိုခံစားရတယ်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်နေတဲ့အချိန်မှာဒီ Hayabusa skin ကို hero reverse နာနဲ့အပြန်နောက်ကနေဒီ skin တွေပါနှက်သွားတယ်လို့ပုံစံမျိုးခံစားရတာတော့တော်တော်လေးကို feel ကျဲပါတယ်ပြီးတော့ဒီမှာ scale 2 သုံးပြထားတာဆိုရင်အခုနဲ့အရင်တော့နဲ့ဆိုလို့ရှိရင်လုံးဝဘာမှမဆိုင်တော့တဲ့ပုံစံကိုဖြစ်သွားတယ်ဗျာသိရမလားအရင်ကဆိုလို့ရှိရင်ဒီ scale effect ကဗတ်ထဲမှာဆော့ရတာကိုအရင်မိုက်တယ်အဲ့လိုမျိုးဖြစ်ပြီးတဲ့နောက်ပိုင်းမှာတော့ကျွန်တော်တို့ဒီ level 11 Hayabusa skin ဆိုပြီးတော့ထွက်ပေါ်လာခဲ့တယ်ဒီ skin ဟာအရင်လှတယ်ဆိုပြီးမဲ့လေဗျာအရင်တော့ Hayabusa Epic Skin ကအရင်ပို့ပြီးတော့ဘယ်လောက်ထိလှတယ်ဆိုတာကျွန်တော်တို့Hayabusa player တွေဆိုလို့ရှိရင်တော်တော်များများသိရမယ်လို့ထင်ပါတယ်ပြီးတော့ကျွန်တော်တို့ဒီ skin ဘလောက်လှပို skin ကအရန်လှခဲ့တဲ့အချိန်တုန်းကဥစ္စာကိုကျွန်တော်ကတော့ပို့ပြီးနာမောမိတယ်ပြီးတော့ scale effect တွေအရင် scale effect တွေကိုလည်းပို့ပြီးတော့သဘောကျတယ်ဗောနော်အရင်ကပုံစံ ninja ပိုစံလို့ခံစားရတယ်ပြီးတော့ကျွန်တော်တို့ကဲမွန်တော့အများဖြစ်နိုင်ခဲ့မယ်ဆိုရင်ပေါ့အဲ့ဒီအရင်တုန်းက scale effect တွေကိုပဲပို့ပြီးလိုချင်မိတယ်ဆိုတော့ကိုHayabusa player တိုင်းရှိကြမယ်လို့ကျွန်တော်မျှော်လင့်မိပါတယ်